စူကျွမ်းကနာမည်ကိုနေရာတိုင်းမှာအသုံးချပြီးကိုမြင့်တင်နေရတာပျော်ရဲ့လားစူကျွမ်းရဲ့မျက်နှာကချက်ချင်းဖြူဖြော့သွားတယ်ပြီးတော့မျက်လုံးလန်ပြီးအဲ့ဒီနေရာမှာတင်မိလဲကျသွားတယ်အမှန်တရားကမြို့တော်တစ်ခုလုံးကိုချက်ချင်းပြန့်နှံ့သွားတယ်စူကျွမ်းရဲ့ဂုံသတင်းလဲလုံးဝပျက်စီးသွားခဲ့တယ်အဲ့ဒီနေ့ကစပြီးသူမကအခန်းထဲကတောင်ထွက်ခဲသွားတယ်ဒါပေမဲ့ဒီလောက်ထိလုပ်ခဲ့တာတောင်အဖေနဲ့အမေကသူမကိုအပြစ်မပေးကြဘူးအဲ့ဒီအစားဝမ်းထဲလုံးလို့ပိန်သွားတာကိုပဲစိတ်ပူနေကြတယ်ရက်အနေငယ်ကြပြီးနောက်မိသားစုအားလုံးစပွဲဝိုင်းမှာစုထိုင်နေကြတယ်အဖေနဲ့အမေကတယောက်ကိုတယောက်ကြည့်နေကြပေမဲ့ဘယ်သူမှစကားမဆချင်ကြဘူးနောက်ဆုံးမှာအကိုကြီးကလေချောင်းရှင်းပြီးပြောတယ်စူကျွမ်းကမကြခင်မျိုးစားမင်းအိမ်တော်ကိုလက်ထပ်ဝင်တော့မယ်ပန်းပွဲတော်မှာဖြစ်ခဲ့တဲ့ကိစ္စကြောင့်သူမစိတ်တက်ကြနေတယ်အဖေနဲ့အမေကခဏလောက်တော့မင်းကျန်းတော်အိမ်တော်ကနေထွက်နေပေးစေချင်တယ်စူကျွမ်းလက်ထပ်ပြီးအခြေကျသွားရင်မင်းပြန်လာလို့ရတယ်ကျမကအေးဆက်စွာရေးလိုက်တယ်ကျမရဲ့အိမ်ကနေဘာလို့ကျမထွက်ပေးရမှာလဲအကိုကြီးကမျက်မှောင်ကျုပ်ပြီးပြန်ပြောတယ်မင်းပြန်ရောက်လာပြီးကတည်းကစူကျွမ်းပဲဒုက္ခရောက်နေတာဖြစ်သမျှအားလုံးကမင်းကြောင့်ဒါကြောင့်မင်းတာဝန်ယူသင့်တယ်ကျမကသူ့ကိုမယုံနိုင်တယ်လို့ကြည့်ပြီးအသာလေးပြုံးလိုက်တယ်ဒါဆိုရင်မိသားစုအဆက်အသွယ်ဖြတ်တောက်တဲ့စာချုပ်ကိုပြင်ပေးပါတခန်းလုံးချက်ချင်းတိတ်ဆိတ်သွားတယ်အဖေမျက်နှာလည်းအယောင်ပြောင်းသွားတယ်ကျမဆက်ပြောလိုက်တယ်ဒီနေ့ကစပြီးကျမအသက်ရှင်ရှင်သေးသေးကျန်းတော်အိမ်တော်နဲ့ဘာမှမဆိုင်တော့ဘူးကျမလည်းခမည်းတော်ဘဝကိုမဝင်ဆွတ်ဖက်ဘူးခမည်းတော်လည်းကျမဘဝကိုမဝင်ဆွတ်ဖက်နဲ့အဖေကစပွဲကိုလက်နဲ့အားပြင်းပြင်းရိုက်လိုက်တယ်ဒါကမင်းအိမ်ပဲမင်းပြန်လာခြင်းနဲ့အချိန်ပြန်လာလို့ရတယ်ကျမကမိသားစုအဆက်ဖြတ်စာရွက်ကိုတေချာခောက်ပြီးမတက်ရက်လိုက်တယ်နောက်ကိုလှည့်မကြည့်ပဲတကားဝါရောက်တော့ခဏရက်ပြီးတိုးလေးပြောလိုက်တယ်ဒီနေရာကကျမအိမ်မဟုတ်တာကြပါပြီတကားကြီးပိတ်သွားတဲ့အတန်နဲ့အတူကျမနဲ့အဲ့ဒီမိသားစုကြားကနောက်ဆုံးလက်ကျန်တန်ရောစင်လည်းပြတ်တောက်သွားခဲ့တယ်ကံကောင်းတာကကျမကြိုတင်ပြင်ဆင်ထားပြီးသားမျိုးတော်ပိုင်းမှာခြံဝင်းလေးတစ်ခုဝယ်ထားခဲ့တယ်မကြီးပေမဲ့နေဖို့တော့လုံလောက်တယ်အဲ့ဒီကစပြီးကျမဘဝကတဖြည်းဖြည်းငြိမ်းချမ်းလာတယ်နေတိုင်းဆေးကမ်းမှာလူနာတွေကိုဆေးကုသပေးရင်းနေထိုင်ခဲ့တယ်ဒီနေ့နေ့လယ်ပိုင်းအလုပ်ရှုပ်နေတော့ကျမရှိမှအနက်ရောင်အနက်တစုံရက်လာတယ်ခေါင်းမောကြည့်လိုက်တော့ကျမအံ့ဩသွားတယ်ချောမောတဲ့လူငယ်တယောက်ရဲ့မျက်နှာကကျမရှိ